ရဲ့မင်္ဂလာပွဲကိုကိုယ်တိုင်ရောက်လာခဲ့ပြီလာသမျှပရိသတ်တွေကိုတချင်းကလေးနဲ့အခမ်းပေးဖို့မင်းရဲ့တောင်းဆိုမှုအတွက်ကိုယ့်ရဲ့ရင်ထဲကတီးတဲ့ပုတ်ကိုရွှေထုတ်လို့ပြင်ဆင်လိုက်ပြရစီရှုံးသမားအတွက်အဆက်ပြေလေးပေါ့အချီအဆက်ပြေလေးပေါ့ရွှေရောဝိစာသူကိုယ်တိုင်ကမ်းမာလို့မင်္ဂလာပွဲလို့ကိုယ်တိုင်လမ်းမာလို့ရှုံးသမားအနေနဲ့ချန်ခဲ့သူပါလေအနံ့ရသူတွေရှိကမောလို့ပြောပါစီပြောနေပါစေမင်္ဂလာဝိစာစင်ကပြန်ကလာပေးလိုက်ကြတာအများအမြင်မှာအားရကျင်တဲ့ဆရာကောင်းလာပြီမဲ့ကိုယ့်ရဲ့ရှင်ထဲမှာခြေမွားလူမတက်နှလုံးသားထိုးရရဲ့ခက်တယ်လို့ခံစားနေရပါတယ်မင်းတို့မင်္ဂလာပွဲမှာရောက်လာခဲ့တဲ့အရှုံးသမားအတွက်ပြန်လဲတောက်ပြန်ပြီးတဲ့မင်းရဲ့အပြုံးလူကြားကငိုရှာပြီးတဲ့ညုံလေးဟာအရှုံးသမားအတွက်အဆက်ပြေလေးကိုအချီရဲ့မင်းတို့ကိုယ့်ရဲ့အသေးနှလုံးကိုလမ်းခင်းပြီးလို့မင်းလို့ရနင်းသွားပါတော့မင်းဘဝလေးထော်ရအပြုတ်ရှင်ပါလို့ချီရဲ့